မြန်မာနိုင်ငံရဲ့နိုင်ငံရေးအတွေ့အခေါ်အယူဆပေါ်မှာအကြက်တဲဖြစ်နေတာမဟုတ်ဘူးကြာအကြမ်းဖက်လက်နက်ကိုင်မှုနဲ့အကြက်တဲဖြစ်နေတာတကယ်တမ်းကြောင့်လေနယ်မြေတည်ငြိမ်အေးချမ်းမှုကိုနှောက်ယှက်ဖျက်ဆီးတဲ့လူအင်အားတစုကြောင့်ကျွန်တော်တို့ကမြန်မာနိုင်ငံအကြက်တဲဖြစ်နေတယ်လို့နိုင်ငံတကာပြောခံရဖြစ်ပါတယ်နိုင်ငံရေးအတွေ့အခေါ်အယူဆကွဲပြားတဲ့လူမရှိပါဘူးအားလုံးကဒီမိုကရေစီဖက်ဒရယ်နိုင်ငံတည်ဆောက်ရေးအတွက်ကြိုးပမ်းနေကြတာဖြစ်ပါတယ်ဗျဒီပုဂ္ဂိုလ်တူတယောက်ကောင်းလုံးလို့ထိုးတက်သွားတဲ့ဆိုနိုင်ငံမရှိပါဘူးအဖွဲ့အစည်း institution လိုက်ကောင်းမွန်မှုကတကယ်အရွေးကောင်းဒီမှန်ချက်ကောင်းပန်းနိုင်ကောင်းကိုလောက်တာဖြစ်ပါတယ်နိုင်ငံရေးအခင်းအကျင်းနဲ့လွတ်တော်အခင်းအကျင်းကကျွန်တော်တို့ကပုံမှန်ပြည်သူ့မန်ဒိတ်နဲ့ဆက်လက်ဆောင်ရွက်နေပြီဖြစ်ပါတယ်နိုင်ငံရေးအခင်းအကျင်းမှာတော့သူတို့ကလူပုဂ္ဂိုလ်တူတယောက်ကို principle ထားပြီးတော့သူတို့သာတရားဝင်တယ်ဆိုတဲ့စကားလုံးတွေသုံးနေတာကျွန်တော်တို့တွေ့ရပါတယ်တကယ်တမ်းတော့ကျွန်တော်တို့ကပြုပြင်ပြောင်းလဲရေးဆောင်ရွက်ခဲ့ပြီးပြီဒီအတွက်ကျွန်တော်တို့ပါဝင်ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့လည်းဖိတ်ခေါ်ခဲ့ပြီးပြီအဲ့ဒီအခြေအနေမှာသူတို့ဒါမပါဝင်ခဲ့တာပါသူတို့ဘာသာသူညှင်းဆန်ခဲ့လို့ဒါကြံခဲ့ခြင်းဖြစ်ပါတယ်ကျွန်တော်တို့လည်းပူးပေါင်းပါဝင်ဆောင်ရွက်တဲ့အဖွဲ့အစည်းအကုန်လုံးဟာဒီကနေ့ပြည်ထောင်စုလွှတ်တော်ထဲမှာရှိပါတယ်ပြည်ထောင်စုအစိုးရအဖွဲ့ထဲမှာရှိပါတယ်ပြည်သူ့အကျိုးပြုလုပ်ငန်းတွေလုပ်နေကြပါတယ်ဗျဟုတ်တချို့ကပေါ့နော်ဒီမြန်မာနိုင်ငံမှာနိုင်ငံရေးနဲ့ပတ်သက်ပြီးအချက်အသေးတွေရှိနေတယ်လို့ပြောကြတယ်ပေါ့နော်ဒီအခင်းချင်းမှာတကယ်ပဲမြန်မာနိုင်ငံရဲ့အချက်အသေးတွေဖြစ်ပေါ်လာရှင်ပြောရရင်တော့မြန်မာနိုင်ငံရဲ့နိုင်ငံရေးအတွေ့အခေါ်အယူဆပေါ်မှာအကြက်တဲဖြစ်နေတာမဟုတ်ဘူးဗျအကြမ်းဖက်လက်နက်ကိုင်မှုနဲ့အကြက်တဲဖြစ်နေတာတကယ်တမ်းကျတော့လေနယ်မြေတည်ငြိမ်အေးချမ်းမှုကိုနှောက်ယှက်ဖျက်ဆီးတဲ့လူအင်အားတစုကြောင့်ကျွန်တော်တို့ကမြန်မာနိုင်ငံအကြက်တဲဖြစ်နေတယ်လို့နိုင်ငံတကာအပြောခံတာဖြစ်ပါတယ်နိုင်ငံရေးအတွေ့အခေါ်အယူဆကွဲပြားတဲ့မှုမရှိပါဘူးအားလုံးကဒီမိုကရေစီဖက်ဒရယ်နိုင်ငံတည်ဆောက်ရေးအတွက်ကြိုးပမ်းနေကြတာဖြစ်ပါတယ်ဗျမြန်မာနိုင်ငံရေးလုပ်ငန်းစဉ်တွေကဒီတောင်ဆန်းစုကြည်ကမှမြင့်တင်နေလို့တစ်ဖက်ကပြောတယ်ပေါ့နော်ဆရာအနေနဲ့ရောနိုင်ငံရေးသမားတယောက်အနေနဲ့ပေါ့ဆရာအနေနဲ့တင်ပြပါရှင်ဟုတ်နိုင်ငံတနိုင်ငံရဲ့အနာဂတ်ကံကြမ္မာလူပုဂ္ဂိုလ်တူတယောက်ပေါ်မှာပြစ်တင်ပုံတင်ထားလို့ကျွန်တော်တို့မသိတော့ပါဘူးကျွန်တော်တို့ဒီခေတ်ကာလတစ်ခုကိုဖြတ်တန်းတဲ့လူဒန်းစားအလွှာအသီးသီးရဲ့ကိုစားပြုတဲ့ပုံကိုယ်တွေပူးပေါင်းဆောင်ရွက်မှုနဲ့သာဆုံးဖြတ်တင်ပါတယ်နိုင်ငံရဲ့ကံကြမ္မာအဲ့ဒီကောင်မှာပဲမူတည်ပါတယ်လူပုဂ္ဂိုလ်တူတယောက်ကောင်းလုံးလို့ထိုးတက်သွားတဲ့ဆိုတဲ့နိုင်ငံမရှိပါဘူးအဖွဲ့အစည်း institution လိုက်ကောင်းမွန်မှုကဒါတကယ်အရွေးကောင်းရီမှန်းချက်ကောင်းပန်းနိုင်ကောင်းကိုရောက်စားဖြစ်ပါတယ်ဗျဆရာဒီရှုပ်ကဘယ်လိုလဲတော့ဘယ်လိုလဲတော့ပြောနေရပုံမှာရဆက်နေတာများတက်တယ်ကျွန်တော်တို့က2025ရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက်အများကြီးကြိုတင်ပြင်ဆင်ခဲ့ကြတယ်နိုင်ငံရေးပါတီတွေပြန်လည်မှတ်ပုံတင်ပြီးစနစ်တကျပြန်လည်လုပ်ခဲ့တဲ့မဲဆန္ဒနယ်တွေအသစ်သတ်မှတ်ခဲ့ရရှိတဲ့ရွေးကောက်ပွဲမဲပေးစနစ်ကိုပဲပြည်သူကိုစားပြုပိုကျယ်ပြန့်အောင်ကျွန်တော်တို့တိုင်းဒေသကြီးလွှတ်တော်နဲ့အမျိုးသားလွှတ်တော်မှာ PR စနစ်တွေကျင့်သုံးပြီးတော့ပြည်သူကိုစားပြုမှုပုံချက်ထွင်ပေးနိုင်ခဲ့တယ်ဒီဟာတွေကြောင့်ဒီကနေ့ပြည်အောင်စုလွှတ်တော်ကြီးလည်းပေါ်နေပြီပြည်သူ့လွှတ်တော်အမျိုးသားလွှတ်တော်လည်းလဲပတ်နေပြီတိုင်းဒေသကြီးပြည်နယ်အသီးသီးမှာလည်းလွှတ်တော်တွေလဲပတ်နေပြီဖြစ်ပါတယ်ဒီဟာကိုအတုလို့ဆိုတာဘယ်စကားကိုကြည့်ပြီးပြောတာလဲလို့ကျွန်တော်ပြန်မေးစရာရှိပါတယ်ဗျဟုတ်အာဆီယံကပေါ့နော်ဒီရှိတဲ့အာဆီယံကတည်းကဒီလိုမျိုးတွေကိုစတင်ကိုင်ဆွဲထားမယ်ပြောတဲ့ပုံမှာရဆက်နေတယ်ဟုတ်အာဆီယံကဘုံသဘောတူညီချက်လို့တော့ကျွန်တော်တို့ကလက်မခံတော့ဘူးဗျအာဆီယံမှာ10နိုင်ငံရှိမယ်ကျွန်တော်တို့မပိုင်10နိုင်ငံရှိမယ်ကျွန်တော်တို့ပဲရက်တည်တာ6နိုင်ငံရှိတယ်ကျွန်တော်တို့ပဲမရက်တည်တာ4နိုင်ငံရှိတယ်ဒါကြောင့်ဘုံသဘောတူညီချက် consensus ဆိုတဲ့စကားလုံးအားလုံးသဘောတူညီတယ်လို့တော့ကျွန်တော်တို့လက်မခံတော့ဘူးကျွန်တော်တို့ဘက်ကရက်တည်တဲ့နိုင်ငံတွေရှိတယ်ဒီရက်တည်တဲ့နိုင်ငံတွေကကျွန်တော်တို့ဘက်ကခိုင်ခိုင်မာမာရက်တည်ပြီးတော့ consensus ဆိုတဲ့အတုံးအနှုံပျောက်အောင်ကျွန်တော်တို့တန်တမန်နီးနဲ့ဆက်လက်ဆောင်ရွက်သွားဖို့လိုပါလိမ့်မယ်လို့တိုက်တွန်းခြင်းပါတယ်ဒီလိုပဲကျွန်တော်တို့သဘောထားရှိပါတယ်ဗျ